ကားတိုက်ခြင်းသို့မဟုတ်အောင်လန်းနည်းဖြင့်အသက်နှုတ်ခြင်းညသကောင်ရန်အချိန်တွင်ခေါင်းမိုးပေါ်ကအတန်နင်းတို့ညသကောင်မှာအိမ်ခေါင်းမိုးပေါ်ကိုခဲနဲ့အပေါက်ခံရဘူးလားဒါဟာကလေးကစားတာမဟုတ်ဘူးရွာတရွာမှာတဦးနဲ့တဦးမကျေနပ်လို့အောင်လန်းနည်းနဲ့ပြူစားကြရာကနေညသကောင်ခေါင်းမိုးပေါ်မှာခဲနဲ့အပေါက်ခံရပြီးအသက်ပါသွားတဲ့ဖြစ်ရမှန်အခြေခံပုံမြင်ပါမြမရိုးရာမှာဒါကိုပုံနကတိုက်တယ်လို့ခေါ်တယ်အောက်လန်းဆရာတွေကနာနာဘာဝတွေကိုသုံးပြီးလူတစ်ယောက်ကိုအသက်နှုတ်ဖို့လုပ်တာပါပထမညမှာခဲတစ်လုံးကြမယ်ဒုတိယညမှာခဲတွေအိမ်ပေါ်ကိုမိုးရွာသလိုကြလာမယ်ဒါပေမဲ့အိမ်ပြင်ထွက်ကြည့်ရင်ဘာမှမရှိဘူးတတိယမြောက်ညမှာတော့ခဲတွေဟာအိမ်ထဲထိရောက်လာပြီးအဲ့ဒီလူဟာအကြောင်းရင်းမရှိပဲသွေးအံပြီးသေဆုံးသွားတတ်တယ်မင်းတို့အိမ်ခေါင်မိုးပေါ်မှာရောအခုအတန်နေကြားနေရပြီလားသတိထားပါသူတို့ရောက်လာပြီ